အခုဆိုရင်တော့ပရိသတ်တွေအားလုံးစောင့်မျှော်နေကြတဲ့ Big Sun Arts Awards 62ကြိမ်မြောက်အခမ်းအနားကြီးကိုရောက်ရှိလို့လာခဲ့ပါပြီ။ဒီညဟာရုပ်ရှင်ရုပ်သံနဲ့ပြဇာတ်ကဏ္ဍအသီးသီးကထူးချွန်ထက်မြက်သူတွေကိုဂုဏ်ပြုမဲ့ညတညတင်မကပဲဖက်ရှင်နဲ့အလှအပတွေပေါင်းဆက်သွားမဲ့အမှုပညာညချမ်းတစ်ခုလည်းဖြစ်ပါတယ်။ပရိသတ်တွေရဲ့အားပေးသံတွေကင်မရာမီးသီးတွေရဲ့အလင်းတန်းတွေကြားမှာဒီနေ့ရဲ့အောင်မြင်မှုအသီးအပွင့်တွေကိုပိုင်ဆိုင်မဲ့သူတွေကဘယ်သူတွေဖြစ်မလဲ62ကြိမ်မြောက် Big Sun Arts Awards ရဲ့ Red Carpet ပေါ်မှာတောက်ပနေတဲ့ကျယ်ပွင့်များကိုအခုပဲအတူတူခန်းစားကြည့်လိုက်ရအောင်ပါ။